မင်္ဂလာပါကွယ်ဆရာမကတော့ဒီဆက်ပတ်မှာဒီနေ့တော့ grade 2မြန်မာစာအသက်များသင်ကြားကြဆိုလားဆိုတဲ့အခန်းလေးကိုပြီးသွားပြီဆိုရင်တော့တသားမီတွေကိုဒီနေ့မေခွန်းနံပါတ်2ကလေးမှာဘယ်လိုမေခွန်းလေးတွေမေးလို့ရလဲဆိုတာကိုဒီချက်နဲ့အတူလေ့လာကြည့်အောင်အဲ့တော့အရင်နေ့ကမေခွန်းနံပါတ်1ပြောထားတယ်ပေါ့နော်အဲ့တော့ဒီနေ့နံပါတ်2အနေနဲ့ကွက်လက်ဖြည့်ပါဆိုပြီးတော့ဒီလိုအထဲမှာပုတ်စာလေး၄ပုတ်ပါတယ်ပေါ့နော်အဲ့ဒီ၄ပုတ်လေးကိုဒီချက်တို့ကနေပြီးတော့ဒီလိုမျိုးလေးတွေအိမ်မှာမေခွန်းလေးတွေထုတ်ပြီးတော့လဲကလေးလေးတွေကိုလေ့ကျင့်ပေးလို့ရပါတယ်အဲ့တော့နံပါတ်ကကြီးမှာဆိုရင်ပြတင်းများတဲ့ကွက်လက်ထားပါဒါဆိုရင်သူတို့ကနေ့စဉ်ဖတ်ထားတယ်ဆိုလို့ရှင်ဒါကိုသူတို့ကအလွတ်နီးပါးရပြီးသားပေါ့နော်များများဖတ်ပေါ့သူတို့ကိုအလွတ်မကျက်နဲ့များများဖတ်ပေါ့များများဖတ်လို့ရှင်သူတို့ကဘာဖြစ်ရမယ်ဆိုတာကလေးတွေကသိပြီးသားပေါ့နော်အဲ့တော့ပြတင်းများမလုပ်ထားပါတော့ဟုတ်တယ်ဖွင့်ထားပါဒါဆိုလို့ရှင်ဒီထဲမှာဖွင့်လေးကိုရေးမယ်နံပါတ်ခကိုဖတ်ကြည့်အောင်ရေအိုးကိုကွက်လက်ပေးပါဘာလုပ်ပေးရမှာတော့ဟုတ်တယ်ရေအိုးကိုပင့်ပေးပါလို့ရေးပေးရမယ်နော်ဟုတ်ပြီတွင်းရေကွက်လက်ဤတဲ့တွင်းရေကဘာဖြစ်နေရတော့ကြည်လင်ဤဟုတ်တယ်ဆရာမတို့အဲ့ဆိုဒီကွက်လက်လေးတွေမှာဗာထည့်ပေးရမှာတော့ကြည်လင်ဆိုတာကိုထည့်ပေးရမယ်နံပါတ်ကကြီးကပညာရှိနဲ့ကွက်လက်ပါပညာရှိနဲ့ဘယ်လိုနေရမှာတော့ဟုတ်တယ်ပညာရှိနဲ့ရှင်တွဲပါပညာရှိနဲ့ရှင်တွဲပါနံပါတ်5ကကြတော့မိုးကွက်လက်လင်းပြီတဲ့အဲ့တော့တို့ကဘလို့ဆိုထားတော့မိုးစင်စင်လင်းပြီအဲ့တော့ဆရာမတို့ကဒီထဲမှာစင်စင်ဆိုတာလေးကိုထည့်ရေးလိုက်အောင်ပဲเนาะအဲ့တော့စလို့ကပျော့ပျော့ရွှင်ရွှင်ကွက်လက်ဆိုကြဘာတွေဆိုတာတော့ဟုတ်တယ်သရှင်းနေဆိုတာအကြောင်းဆရာမတို့ကဒီထဲမှာသရှင်းဆိုပြီးတော့ထည့်ပေးလိုက်မယ်ပျော့ပျော့ရွှင်ရွှင်သရှင်းဆိုကြဤကဲစလင်ရေကွက်လက်နေသလားတဲ့အဲ့တော့ရေဘာလို့နေရတော့ဟုတ်တယ်ရေငင်နေသလားဟုတ်ပြီကွဲကလဲကွက်လက်မှာရေဖွေးဖွေးဘယ်မှာရေဖွေးနေရတော့လဲကွင်းပြင်မှာရေဖွေးဖွေးဟုတ်တယ်အဲကြောင့်ဒီရှယ်တို့ကလဲကွင်းပြင်မှာဟုတ်တယ်နော်လေကွင်းပြင်လို့ပဲရေးလိုက်မယ်လေကွင်းပြင်မှာရေဖွေးဖွေးဇာမြင်ဆွဲကစဉ်းစားတွေးခေါ်ကွက်လက်ပါအဲ့တော့စဉ်းစားတွေးခေါ်ပါတော့စင်ကျင်ပါစဉ်းစားတွေးခေါ်စင်ကျင်ပါဒီလိုလေးထည့်ပေးပြီနံပါတ်ညကသတင်းစာကွက်လက်ပါအဲ့တော့သတင်းစာကိုဘာလုပ်ရမှာလဲဟုတ်တယ်နေ့စဉ်ကြည့်ရှုပါသတင်းစာနေ့စဉ်ကြည့်ရှုပါဒီလိုမျိုးကွက်လက်လေးတွေလုပ်ပေးထားမယ်ဆိုရင်တော့ကလေးလေးတွေကစာပွဲမှာဘာလာသူတို့ကလွယ်လွယ်ကူကူနဲ့ဖြစ်တတ်သွားမှာဖြစ်ပါတယ်အဲ့တော့ဖေမေတို့ကတခန်းပြီးရင်ဒီလိုမျိုးမိကွန်းလေးတွေနဲ့အိမ်မှာလဲဆိုလို့ရှင်လည်းလေ့ကျင့်ပြီးလို့ရပါတယ်ဒါကတော့နည်းနည်းပါပဲထုတ်တာပေါ့နော်အဲ့တော့အိမ်မှာဒီထက်ပိုပြီးတော့လည်းထုတ်ပြီးလို့ရပါတယ်ဟုတ်ပါပြီနောက်ဗီဒီယိုမှာတွေ့ပါမယ်ရှင်